ကျွန်တော်တို့တွေရဲ့နေ့စဉ်ဘဝမှာရှောင်လွဲဖို့မလွယ်ကူတဲ့အရာတွေကတခုဟာစိတ်ဖိစီးမှုပဲဖြစ်ပါတယ်။စိတ်ဖိစီးမှုလုံးဝမရှိတဲ့ဘဝမျိုးကိုလိုချင်နေဆိုရင်တော့မဖြစ်နိုင်ဘူးလို့ပဲလိုရင်းတိုရှင်ပြောရမှာပဲဖြစ်ပါတယ်။ကိစ္စများမြောင်လူတို့ပေါင်းဆိုတဲ့စကားပုံအတိုင်းပါပဲ။နေ့စဉ်လှုပ်ဆောင်ရတဲ့တာဝန်နဲ့ဝတ္တရားတွေများပြားလွန်းတဲ့အလျောက်စိတ်ဖိစီးမှုဆိုတာဟာလည်းမလွဲမသွေကြုံတွေ့ရမယ့်ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ်။စိတ်ဖိစီးမှုကိုရှောင်ရှားမရတဲ့အတွက်ကြောင့်ပဲထပ်ပြီးစိတ်ဖိစီးကြရပြန်တယ်လို့ကြာလာရင်ကျွန်တော်တို့ဟာစိတ်ထောင်းလို့ကိုကြည်ပြီးစိတ်တက်ကြတာနောက်ဆုံးမှာယောဂဘေးရတွေပါဝင်ရောက်လာပြီးဂျုံကြတဲ့အခြေအနေနဲ့ဘဝကိုဖြတ်သန်းသွားရနိုင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုဆိုတဲ့အရာကိုကောင်းကင်တွယ်တတ်ဖို့အင်မတန်အရေးကြီးပါတယ်။စိတ်ဖိစီးမှုကနေလွတ်လွညာကျွန်တော်တို့ဟာလွဲမားတဲ့နီလန်းတွေကိုသုံးပြီးဖြည့်ဖြောက်ကြရပါတယ်။ဥပမာအားဖြင့်ရက်တောက်တာဆေးလိပ်အလွန်အကျွံတောက်တာမူရစ်ဆေးဝါးတွေသုံးစွဲတာကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အစားအသောက်တွေအလွန်အကျွံစားမိတာစသဖြင့်စိတ်ဖိစီးမှုကိုကိုနီကိုဟန်နဲ့အဆင်ပြေသလိုဖြေရှင်းကြရလေရှိပါတယ်။ဒီနီလန်းတွေဟာခဏတစ်ဖြုတ်တော့အလုပ်ဖြစ်ပေမဲ့ရေရှည်မှာတော့ပိုဆိုးတဲ့ပြဿနာတွေထပ်ရောက်လာအောင်ဖိခေါ်နေရတဲ့ဖြစ်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုကိုကင်တွယ်နိုင်ဖို့ထိရောက်ရိုးရှင်းနဲ့လောက်ရလဲလွယ်ကူပြီးဘေးထွက်ဆိုးကျိုးလဲလုံးဝမရှိတဲ့နီလန်းတချို့ကိုပြန်လည်မျှဝေပေးခြင်းပါတယ်။နံပါတ်1နီလန်းကတော့အသက်ရှူလေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ဒီနီလန်းဟာစိတ်ဖိစီးမှုကိုချောချဖို့အကောင်းဆုံးနဲ့အမြန်ဆုံးနီလန်းလို့ဆိုနိုင်ပါတယ်။လောက်ရမှာကတော့အေးချမ်းနဲ့တိတ်ဆိတ်ရှိတဲ့နေရာတစ်ခုမှာတက်တောင့်တက်တာထိုင်မှာနှာခေါင်းကနေ4စက္ကန့်လောက်ကြာအောင်လေကိုဖြည်းဖြည်းချင်းရှူသွင်းပါလေကိုရှူသွင်းတဲ့အခါကိုယ့်ရဲ့ရင်ဘတ်နဲ့ပခုံးကပေါ်ကိုကြွတက်လာတယ်ဆိုရင်လေရှူသွင်းပုံနည်းနည်းလေးလွဲနေပါတယ်လေကိုရှူသွင်းလိုက်တဲ့အခါမှာလေကကိုယ့်ရဲ့ဝမ်းဗိုက်ထဲကိုရောက်သွားပြီးဝမ်းဗိုက်နေရာကသာဖောင်းလာတာမျိုးဖြစ်ရပါမယ်ရှူသွင်းထားတဲ့လေကို4စက္ကန့်လောက်အောင်ထားပါပြီးသွားတဲ့အခါပါးစပ်ကနေ6စက္ကန့်လောက်ကြာအောင်လေကိုဖြည်းဖြည်းချင်းပြန်ထုတ်ပါဒီအဆင့်တွေကို9မိနစ်ခန့်ပြုလုပ်ပေးပါစိတ်ဖိစီးနေတာတွေတဖြည်းဖြည်းရောကျလာတာကိုသတိထားမိပါလိမ့်မယ်နံပါတ်2နီလန်းကတော့ဒီနေ့တာကိုယ့်ရဲ့အစီအစဉ်တွေကိုခိတ္တခဏရန်နာလိုက်တာပဲဖြစ်ပါတယ်တခါတလေမှာအလုပ်တွေပြီးနေတာကစိတ်ဖိစီးမှုရဲ့အဓိကအကြောင်းအရင်းဖြစ်နိုင်ပါတယ်အဲ့ဒီခါမျိုးမှာအလုပ်တွေအားလုံးကိုခဏလောက်ရပ်ပြီးစိတ်ကိုအနားပေးဖို့လိုအပ်ပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့မိနစ်30လောက်လှုပ်လက်စာအလုပ်တွေကိုရန်နာလိုက်ပါအဲ့ဒီအချိန်အတွင်းမှာတချင်နားထောင်တာစာအုပ်ဖတ်တာဒါမှမဟုတ်အပြင်ထွက်ပြီးလမ်းလျှောက်တာမျိုးတွေလုပ်ပါဒါမှမဟုတ်ရင်လည်းစိတ်ကိုပေါ့ပါသွားအောင်ကိုနှစ်သက်တဲ့အရာတစ်ခုခုကိုခဏလောက်လုပ်တာမျိုးကိုလည်းစမ်းကြည့်နိုင်ပါတယ်နံပါတ်3နီလန်းကတော့ဘာဝတရားနဲ့ထိတွေ့တာပါအပြင်ထွက်ပြီးလေကောင်းလေသန့်ရှူရှိုက်တာကစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ပန်းခြံတစ်ခုခုဒါမှမဟုတ်လည်းကိုယ့်ရဲ့အိမ်ခြံဝန်းထဲမှာဖြစ်ဖြစ်လမ်းလျှောက်တာမျိုးပြုလုပ်ပါအပင်တွေကိုကြည့်ပါပြည့်ရွက်တွေကြတဲ့လေတိုးသွားတဲ့အတန်ကိုနားထောင်ပါငှက်အော်တန်တွေကိုခဏတစ်ဖြုတ်အာရုံစိုက်ပါစိတ်ကိုဖြေလျှော့ပါမနက်ခင်းနေလင်းရောင်အောက်နေပူစာလှုံတာမျိုးကိုလည်းပြုလုပ်ပေးနိုင်ပါတယ်နံပါတ်4နီလန်းကလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ပါတယ်ကိုယ်လည်းလှုပ်ရှားမှုလုပ်လိုက်တာကခန္ဓာကိုယ်ထဲမှာရှိတဲ့စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းတွေကိုရှော့ချပေးပြီးစိတ်ကိုပုံမကြည်လင်လန်းဆန်းစေပါတယ်စိတ်ဖိစီးမှုတွေများနေတဲ့အခါလေ့ကျင့်ခန်းတစ်ခုခုလုပ်လိုက်တာဟာအင်မတန်ထိရောက်တဲ့နီလန်းတစ်ခုပဲဖြစ်ပါတယ်နံပါတ်5နီလန်းကတော့တယောက်ယောက်နဲ့စကားပြောတာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ခံစားချက်တွေကိုတငယ်ချင်းမိသားစုဝင်ဒါမှမဟုတ်ရင်လည်းစိတ်ချယုံကြည်ရသူတဦးနဲ့ရင်ဖွင့်တာဟာစိတ်ဖိစီးမှုကိုတိတိတသားလျှော့ချပေးနိုင်ပါတယ်။ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဖုံးကွယ်မထားဘဲပွင့်ပွင့်လင်းလင်းပြောပြနိုင်တဲ့သူဖြစ်ဖို့တော့လိုအပ်ပါတယ်။တစ်ဖက်သူရဲ့အမြင်ကိုနားထောင်တာဟာလည်းကိုယ့်အတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးမှုဆိုတာဟာကျွန်တော်တို့တွေအတွက်အမြဲတမ်းကြုံတွေ့နေရမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဘယ်လိုကံတွေဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းကိုရှာဖွေမထားနိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့အချိန်နဲ့ခွန်အားတွေမလိုအပ်ဘဲကုန်ဆုံးသွားနိုင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုတွေကိုကင်တွယ်ဖြေရှင်းနိုင်တဲ့ရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတချို့ကိုပြန်လည်မျှဝေပေးလိုက်ရတာပဲဖြစ်ပါတယ်။နားဆင်သူအားလုံးစိတ်ဖိစီးမှုတွေကိုကောင်းမွန်စွာကင်တွယ်နိုင်ပြီးတာယာတဲ့နည်းရက်တွေကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။